ဟိုငါကောင်းနေပါလေကိုနဲ့အတူတူငါတို့ဘယ်လိုရှေ့ဆက်ကြမလဲပြီးတော့အနာဂတ်မှာကိုနဲ့အတူတူဘယ်လိုအကောင်းဆုံးပုံဖော်ရမလဲဆိုတာပဲငါကောင်းနေမှာရှိတယ်ငါကောင်းနေပါလေကိုနဲ့အတူတူငါတို့ဘယ်လိုရှေ့ဆက်ကြမလဲပြီးတော့အနာဂတ်မှာကိုနဲ့အတူတူဘယ်လိုအကောင်းဆုံးပုံဖော်ရမလဲဆိုတာပဲငါကောင်းနေမှာရှိတယ်အခုတော့ထားခဲ့ဖတ်ပြီးပါမယ်ဟိုငါကောင်းနေပါလေကိုနဲ့အတူတူငါတို့ဘယ်လိုရှေ့ဆက်ကြမလဲပြီးတော့အနာဂတ်မှာကိုနဲ့အတူတူဘယ်လိုအကောင်းဆုံးပုံဖော်ရမလဲဆိုတာပဲငါကောင်းနေမှာရှိတယ်အခုတော့ထားခဲ့ဖတ်ပြီးပါမယ်